ဘဝမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းထိတွေ့ပေးရမယ်နော်တရားနာမှုကိုအချိန်ယူပြီးတော့လှုပ်တဲ့တယ်လို့ဘုံဘဝထင်နော်ဆိုကြပါစို့မနေ့တစ်ချိန်ညတစ်ချိန်တရားမှတ်တယ်ဆိုတာမျိုးလို့ပေါ့ဟုတ်လားတရက်ကိုတရားတစ်ပုဒ်နာမယ်သို့မဟုတ်နှစ်ပုဒ်နာမယ်သို့မဟုတ်ဘယ်စာအုပ်ကိုငါတစ်လကိုအပြီးဖတ်မယ်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဘုံတို့တွေဟာမြတ်စွာဘုရားအဆုံးအမတွေနဲ့စိတ်ကိုမလုပ်ပေးရမလို့မကင်းကွာစေရဘူးနော်မီဝေချိတ်မှာဆိုတဲ့စကားရှိတယ်နော်ဒေသနာတော်တွေနဲ့အတွေ့များနေတဲ့စိတ်နဲ့အတွေ့မများကင်းကွာနေတဲ့စိတ်နဲ့ဘယ်နည်းနဲ့မှမတူဘူးဒါဘုံဘုံကကိုယ်တွေကိုပြောပြတာနော်စာလေးပေလေးဖတ်ပြီးတော့တရားလေးဒါတရားကျင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားဆုံးမတာကိုလေးလာနေတာနာယူနေတာဘုရားပုံမှာယုံကြည်မှုကတော့အပြည့်အဝရှိတာပေါ့ဟုတ်လားဒါအလွန်ကောင်းမွန်တဲ့အဆုံးအမတွေတခါတလေကြတော့လည်းပဲ तू ကတရားနာရင်စာပေဖတ်ရှုရင်နဲ့အဆုံးအမကိုလိုက်နာပြီးသားဖြစ်နေတယ်ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့စိတ်ကကောင်းဖို့အတွက်အရန်သင်းဖြစ်တယ်တခါတလေ तू ကကောင်းကိုကောင်းနေတယ်နော်ဒီတရားနာလို့စာဖတ်လို့ရရှိတဲ့အကျိုးကျေးဇူးကဘယ်လို့မှပြောလို့မကုန်နိုင်ဘူးဟုတ်လားဘလို့ဆက်ပြီးတော့ကိုနေမယ်ဘလို့တွေးမယ်ဘလို့ပြောမယ်ဘာလုပ်မယ်အည်သူရအကုန်မြင့်ဟုတ်လားဒါကြောင့်ငငယ်ကဥဖေမြင့်စာအုပ်တော်ဘုံဘုံဖန်အုံနောက်တင်ရင်းနှီးမြုံနှံခြင်းဘယ်မှာရင်းနှီးမြုံနှံတာအုံနောက်မှာမြုံနှံထားတာဟုတ်လားအလွန်ကြိုက်တယ်ဘုံဘအဲ့ဒီစကလုံးကိုမျက်စိနဲ့မြင်ရတာမဟုတ်ဘူးဒီအရင်နှီးရဟုတ်လားဒါပေမဲ့စာဖတ်တဲ့လူစာမဖတ်တဲ့လူတူကိုမတူဘူးတရားနာတဲ့လူမနာတဲ့လူတူကိုမတူဘူးသူ့ရဲ့အည်အသွေးဟာတရိပ်ရိပ်နဲ့ဘာဖြစ်နေတော့မြင့်နေတာဟုတ်လားဒါကြောင့်အစသာရာဘုန်းတို့တွေအည်အသွေးမြင့်မားနေတယ်ဆိုလို့ရှိရင်အဲ့ဒီဟာနံပါတ်1လှမ်းရမယ်ခြေလှမ်းပဲဟုတ်လားဒါကြောင့်ဘဝမှာငါဘလို့နေသွားမှာလဲလို့ဘသူများကိုပြောနေဖို့မဟုတ်ဘူးတော့ကိုယ့်အကိုဆုံးဖြတ်ချက်ချပြီးတော့ရည်ရွယ်ချက်ချပြီးတော့နေဖို့ပြောတာဟုတ်လားဒေသနာတွေကိုငါအများကြီးသိရမယ်အခုတကယ်သိကျင်တယ်ဆိုလို့ရှိရင်လွယ်တာပဲလေပိဋကတ်သုံးပုံမြန်မာလိုရေးထားတာတချို့အဲ့ဒီစာအုပ်တွေရှိတယ်လို့တောင်မှသိချင်မှသိမှာနော်ကြာလာပြီးရေးထားတာဟုတ်လားအများကြီးရှိတယ်ကိုလေ့လာခြင်းလို့ရှိရင်လွယ်လေးရတယ်ဟုတ်လားခုခေတ်ပိုးပြီးတော့တောင်လွယ်သေးတယ်ဘာကျုပ်ဆိုတော့ဘုရားကြီးဟောထားတဲ့နော်တရားတွေဆိုစီးရီးလိုက်ရှိတယ်အလွန်ကောင်းတယ်ဟုတ်လားလောကသားတို့အတွက်မြတ်ဗုဒ္ဓကြီးကြိုးပမ်းချက်ဆိုအဲ့ဗုဒ္ဓဝင်ကြီးပဲဘုရားရဲ့ဖြစ်တော်စဉ်ကြီးပဲအဲ့ဒါဆရာတော်ဘုရားကြီးရဲ့ဘဝတသက်တာလေ့လာခဲ့တဲ့မြတ်သူနားလေထားသမျှအိတ်သွန်ဖာမောက်ပြောထားတာတကယ်ပညာရှင်အဆင့်အဲ့ဒါတွေကိုတရက်တစ်ပုဒ်နာတရက်နှစ်ပုဒ်နာ3-4လနဲ့အုံနောက်ကအည်အသွေးကအရန်မြင့်သွားမှာလောက်ရတယ်ဟုတ်လားဒါကြောင့်နံပါတ်1ကြည်စုံရမယ့်အည်အသွေးကိုအဲ့ဒါသူ့တစ်ခုတည်းပြောနေရင်လည်းတရားထနာကြီးကြားသွားလိမ့်မယ်ဟုတ်လားနော်တရားနာဖို့အရေးကြီးတဲ့အကြောင်းကိုပြောတာပါမြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုနေတိုင်းဘာလို့ပေးရမလဲထိတွေ့ပေးရမယ်ဟုတ်လားအဆုံးအမရဲ့အရေးအောင်ပါပဲကိုယ်စိတ်ကလေးကိုထားရမယ်အဲ့ဒါမှမမှားမှာနော်မမှားရုံမကဘူးမှန်မှာနော်ပြီးရင်ဘာဖြစ်သွားမှာလို့လမ်းကြောင်းတွေတည့်ပြီးတော့အည်အသွေးကမြင့်သွားမှာအဲ့ဒီလိုသွားမှာ